ဆင်းရဲတဲ့မိသားစုကလူငယ်လေးအောင်မင်းကမိသားစုကိုကူညီဖို့ဖားကန့်ကိုလာတယ်။ကြောက်စိမ့်ရှာရင်ဘဝပြောင်းနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လာတာ။အောင်မင်းနဲ့သူ့တငယ်ချင်းတွေမနက်စောစောမြေစာပုံပေါ်တက်ပြီးကြောက်ရှာကြတယ်။လူငယ်တွေအများကြီးမျှော်လင့်ချက်နဲ့ရှာနေကြတယ်။ရုတ်တရက်မိုးကြီးရွာပြီးနောက်မြေစာပုံတွေအယမ်းပြော့သွားတယ်။လူတွေကအန္တရာယ်ရှိတာသိပေမဲ့ကြောက်ဆက်တူနေကြတယ်။ရုတ်တရက်အတန်ကြီးထွက်လာပြီးမြေစာပုံကြီးပြိုကျလာတယ်။လူတွေပြေးကြပေမဲ့အောင်မင်းကတော့မလွတ်နိုင်ခဲ့ဘူး။နောက်ပိုင်းမှာလူတွေရှာတွေ့တဲ့အချိန်အောင်မင်းရဲ့လက်ထဲမှာကြောက်စိမ့်လေးတစ်လုံးကိုခိုင်ခိုင်လေးကင်ထားရင်နဲ့အသက်ထွက်သွားတယ်။သတင်းသူမိဘတွေရှိရောက်သွားတော့အလွန်ဝမ်းနည်းစွာငိုကြွေးနေရတယ်။သူတို့သားလေးနောက်ဘဝဒီလိုအဖြစ်ဆိုးမျိုးထပ်မကြုံပါရပါစေနဲ့လို့ဆုတောင်းရင်နဲ့သူ့တငယ်ချင်းတွေကလည်းအလုံးပူဆွေးဝံနေစွာနဲ့နောက်ဘဝကောင်းရမွန်ရရောက်ဖို့ဆုတောင်းပေးကြတယ်။ပုံမြင်လေးကတော့ဒီလောက်ပါပဲ။နောက်ဖားကံမျိုးကအကြောင်းတွေကိုပြောပြပေးမှာမို့ဒီအကောင့်လေးကိုအသေးလေးပေးအပေါင်းလေးနှိမ်ပေးခဲ့ပါဗျ။